ဘလိုလူတွေကဘလို role တွေနဲ့လိုက်မယ်လို့ထင်တယ်နည်းနည်းလေးအကြံဉာဏ်လေးဒါကြီးစုနေတဲ့သူတွေထဲမှာဒါ pro player လိုက်ကိုဝင်မဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ထင်တယ်ကိုပါကြီးเนาะဆိုတော့အဲ့လိုလူတွေအတွက်ဒါအကြံဉာဏ်လေးနည်းနည်းလောက်ပြီးပါဘလိုလူတွေကဘလိုလူနဲ့လိုက်မလဲဆိုတော့အဓိကစိတ်ကလောက်ကြည့်မယ်ဆိုရင်စိတ်ကလောက် aggressive ဖြစ်တယ်စိတ်ကလောက်အဲ့လိုမျိုး marriage တွေ close တွေဆိုလုံးဝကြုံရတယ်အဲ့တော့စိတ်ကလောက်အထောင်ဆော့တယ်ပြီးတော့သူ့လည်းလူမေးထားတာပေါ့မင်းဘယ်လိုဆော့ခြင်းလဲစိတ်ကလောက်ရှေ့ကနေဆော့ခြင်းလဲဟုတ်ပြီအဲ့ဒါရှေ့ကနေဆော့မယ် range နေလဲဆိုရင်ဘာလောက်ကပြင်မယ်သူဘာလောက်တက်လဲဆိုတော့ကြည့်ရမယ်သူ့ရဲ့ ability range နေလဲဆိုတော့အဲ့လိုမျိုးသူ့ပြင်မယ်ပုံပြီးတော့ပြတဲ့စညာယုံရတယ်ဗျာဒီလားပြီးတော့ရင်နောက်ကပတ်ကပ်ပြီးဟုတ်တယ်ခုထုရဲကောင်ပဲတကယ်မျိုးအဲ့ဒါအဲ့ဒီရောတကယ်အသင်းမှာအရင်ရေးချင်တယ်စမိုင်းနေလဲဆိုတော့ဟိုးငကိုအသင်းတွေမှာဆိုရင်လည်းစမိုင်းနေတယ်အဲ့လိုပဲဆော့ခဲ့ရအဓိကတော့လိုအပ်တဲ့ role ဆော့ပေးရပါဘော Ray အဲ့လိုမျိုး Ray နေလဲဆိုရင်အဲ့လိုမျိုးအသင်းရဲ့လိုအပ်တာကိုဆော့ပေးတတ်တယ်အဲ့ဒါအဲ့လိုမျိုးပြီးတော့ရင်မာနာနေလဲဆိုရင် aggressive မျိုးပဲဒါပေမဲ့မာနာကပတ်တာတွေပြီးတော့ရင်တော့ဖလန်တာတွေပို့ပြီးတော့အားတာတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒီ role တွေအလိုက်ကိုဘယ်လိုတာဝန်ယူရတဲ့အပိုင်းလေးတွေရှိမလဲဥပမာကိုက engage leader ဖြစ်သွားတယ်ဆိုတော့ဒါကတော့ smile ရောက်တာအရှိမပြောပြပြီးပေါ့နော်ဆိုတော့ဒါ sport role ရဲ့ဒါမောင်ဆေးဒါ aggressive player လေးရယ်ဆိုတော့နောက်ပြီးတော့မာနက်ရယ်နည်းနည်းလေးဒီ role နဲ့ပတ်သက်ပြီးတော့ကိုတွေတာဝန်ယူထားတဲ့ role မှာဘယ်လိုမျိုးတွေဖိအားတွေရှိတယ်နောက်ပြီးတော့ကိုတွေဘယ်လိုလုပ်ကြလဲဆိုတာဟိုဒါကို role တစ်ချိန်ကြရင်ပေါ့နော်ဝင်လာမဲ့ player လေးတွေကိုနည်းနည်းအကြံဉာဏ်လေးပြောပြပါဦးကျော်စားဆေးပါပြောလိုက်ကျော်ဆိုရင်တော့ရုရှားဆိုမှစကောက်တာလဲဆော့တယ်ပေါ့နော်စကောက်တာဆိုတော့အရှိရသွားတာများတယ်တခါတလေကြောက်ရှင်သွားရင်းနဲ့ကောက်ဝါကြရတယ်ပဲလည်းရှိတယ်အဲ့ကြတော့လည်းအတင်း effective ဖြစ်တာပေါ့ဆိုတော့အဲ့တော့အခုမေးချင်တာတခုရှိရပါဒီ scout တွေဆိုတော့ဒီအားလေးကိုပေါ့နော်နည်းနည်းလေးဒါတချို့အသေးစိတ်လေးနားလဲအောင်ပေါ့နော်ပြောပြပြီးပေါ့အခုကတော့သိတယ်ကွာ scout တွေဆိုတာဒီနားမှာရန်သူရှိလားမရှိလားဆိုတဲ့ပုံစံမျိုးကိုသွားစစ်တာအပြင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘယ်လိုအခြားအရာလေးပါဝင်အောင်လဲခြားရဆိုရင်တော့အဲ့ဗဒယ်ဆိုင်လို့ရှိရင်လည်း scout တာအရေးကြီးတယ်ဘာလို့ဆိုကားပတ်မှာ enemy ကဘယ်လိုပြောမလဲကွန်ပေါင်းထဲမှာမဟုတ်ဘဲနဲ့ဂုံးတွေပါတယ်ဗဒယ်ဆိုင်လို့ရှိရင်ကားတွေပါပတ်မောင်းရတယ်ကားပတ်မောင်းလို့ရှိရင် enemy နေရာကြည့်ရတယ်အဲ့အတွက် communication ကလည်းအရေးကြီးတယ် scout တာအတွက်ကျွန်တော်အဓိကဟို main ဆော့ရတာ support လို့ပေါ့ဘာအဓိကဆော့ကစားလဲဆိုတော့လို့ပေါ့အသင်းမှာလိုအပ်တာပေါ့လိုအပ်တာဆိုဘယ်သူကဘာလိုအပ်နေလဲဘယ်သူကခက်ခဲဖြစ်နေရတော့အဓိကကြည့်တကယ်လို့အဲ့လိုလူတစ်ယောက်ကအဲ့လို position အောက်သွားပြီဆိုရင်သူ့နေရာကိုဖြည့်ဖို့ကူညီပေးရင်နောက်တစ်ယောက်ကတခုဖြစ်နေပြီဆိုရင်အဲ့လိုပေါ့အဓိကတော့ပတ်ပတ်လေးကိုကြည့်ပြပါဒါတင်းတစ်ခုလုံးရဲ့လိုအပ်ချက်ကိုအဓိကထောက်တိုင်အနေနဲ့ဒါပေါဝင်ပြီးတော့เนาะဖြည့်တယ်